မင်္ဂလာပါရှင်ဒီနေ့တော့စုကအိမ်မှာငပြောသည့်မဲ့လည်းရှိနေတဲ့အတွက် banana bread လေးလုပ်စားပါမယ်အဲ့ဒါကိုဝေမျှပေးချင်တာပါရှင်အရင်ဆုံးငပြောသည့်၃လုံးကို mixing bowl ထဲမှာခရင်နဲ့ခြေပါမယ်အားလုံးခြေသွားပြီးဒီလိုအနှစ်ပုံစံမျိုးဖြစ်သွားပြီဆိုလို့ရှိရင်အရေးဖြော်ထားပြီးဖြစ်တဲ့ထောပတ်ခွတ်တဝက်စာလောက်ထည့်ပါမယ်အဲ့ပြီးတော့တကြားတော့ဆိုတော့နည်းနည်းလေးအချိုလျှော့ချင်တဲ့အတွက်ခွတ်တဝက်ကြော်လေးလောက်ပဲထည့်ထားပါတယ်နည်းနည်းပိုကြရင်တော့တစ်ခွက်လောက်ထိတော့ထည့်လို့ရပါတယ်အဲ့ဒါပြီးရင်အဲ့ဒါလေးကိုနည်းနည်းနှံ့ဆက်သွားအောင်မွေပေးပါမယ်ပြီးရင်တော့ကြက်ဥနှလုံးထည့်ပါမယ်ရှင်ကြက်ဥနှလုံးထည့်ပြီးတော့တည်တည်ချာချာလေးမွေပေးပါမယ်ရှင်โอเคအဲ့ဒါပြီးရင်တော့ခွက်တစ်ခုအသစ်ထဲမှာဂျုံမှုန့်ကတစ်ခွက်ခွဲပြီးတော့စားဒဇွန်ဘေကင်းဆိုဒါဒဇွန်အဲ့ဒါလေးကိုအရင်တက်ခွဲပြီးတော့မှုတ်ထားပေးပါမယ်အဲ့ဒါကြီးနှမ်းဆက်သွားပြီဆိုလို့ရှိရင်တော့ခုန mixing bowl တဲကိုအဲ့ဒီဂျုံမှုန့်တွေကိုအားလုံးကိုထည့်လိုက်ပါမယ်ပြီးရင်တော့ vanilla extract ကဒဇွန်ထည့်ပါမယ်အဲ့ပြီးရင်တော့အားလုံးကိုတည်တည်ချာချာလေးသမသွားအောင်မှွေပေးမှာဖြစ်ပါတယ်နောက်ပြီးစုကpecan seed ခွတ်တဝက်စာလောက်ထည့်ပါတယ်ဒါကတော့ optional ပေါ့မထည့်လဲရပါတယ်နောက်တချို့ကစပစ်သီး6လည်းထည့်ပါတယ်စပစ်သီး6ကတော့စုကအိမ်မှာခွေးလေးတွေရှိတော့သူတို့စားချင်လည်းနည်းနည်းပါးပါးကျွေးမိအန်တယ်ဖြစ်မှာဆိုလို့မထည့်တာပါပြီးရင်အားလုံးကိုထောပတ်တုပ်ထားတဲ့ baking container တွေကိုထည့်ပါမယ်ဒါပြီးရင်တော့400 degrees နဲ့မိနစ်45မိနစ်လောက်ဖုတ်ပေးလိုက်ရင်ရပါပြီရှင်banana bread ရမရသိချင်ရင်တူလေးတစ်ချောင်းကိုဒီအထဲကိုစိုက်ထည့်ကြည့်လိုက်ပါအဲ့ဒါကိုပြန်ထုတ်လိုက်လို့အချောက်တိုင်းပြန်ထွက်လာပြီဆိုရင်ရပါပြီရှင်ခုဆိုရင်စားလို့ရပါပြီ